အားလုံးပဲမင်္ဂလာပါဟိုဗီဒီယိုလည်းမရိုက်တာကြာပြီပေါ့နော်မရိုက်တာကြာပြီဆိုတော့မြန်မာပြည်မှာလည်းငလျင်တန်ဘေးတွေနဲ့ဘာတွေနဲ့ဆိုတော့ကျွန်တော်ကလည်းဗီဒီယိုရိုက်ဖို့စိတ်မပါဘူးဆိုတော့မရိုက်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ဗီဒီယိုတစ်ပုတ်ကျွန်တော်ကရိုက်မယ်ဘာဖြစ်လို့ဆိုတော့လူတွေအများကြီးလဲစုံနေတော့ပေါ့နော်တည်ကျင်တဲ့သူတွေရှိမယ်ပေါ့နော်တည်ကျင်တဲ့သူတွေရှိမယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့မေးထားတဲ့ဟာတွေထဲကနေပြီးတော့ပြောချင်တဲ့ဟာတချို့ကျွန်တော်အခုဒီနေ့ပြောချင်လို့ပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ခုရိုက်အဲ့ဒါကျွန်တော်အခုဒီ3လပိုင်း15ရက်နေ့တော့ကျွန်တော်တူလေးရောက်လို့ကျွန်တော်လေစိတ်ကိုတစ်ခါသွားကြိုပူတယ်ပြီးတော့ဧပြီလ1ရက်နေ့ကျွန်တော်တငယ်ချင်းရဲ့မိသားစုပေါ့နော်သူကခုလုံးဝင်းရတော့သူ့မိသားစုကိုပြန်ခေါ်တော့အဲ့မိသားစုကိုတရက်နေရာသွားကြိုတယ်ဒါပေမဲ့ကျွန်တော်လေစိတ်မှာဗီဒီယိုမရိုက်ဖြစ်ဘူးမရိုက်ဖြစ်ပေမဲ့ကျွန်တော်အခုမှလူတွေဆုံးလို့ကျွန်တော်ဗီဒီယိုရိုက်မှာပေါ့နော်အဲ့တော့အဲ့ကျွန်တော်အတိတငယ်ချင်းရဲ့သားကလည်း19နှစ်ဖြစ်နေပြီဆိုတော့ဒါပေမဲ့ကျွန်တော်တို့အတူတူစူးစမ်းပန်းစားနဲ့လှုပ်လိုက်တာရောက်လာပေါ့နော်အဲ့ဒါတော့ဒီမှာဒီညီလေးအဲ့တော့ဟိုဟာတာဘယ်တော့ကဂျာမနီရောက်တာလဲဘယ်နေ့ရောက်တာလဲ4လပိုင်း1ရက်နေ့4လပိုင်း1ရက်နေ့ရောက်တာနော်ဟိုအသက်ကဘယ်လောက်ရှိပါလဲ18ကျော်ပြီ18ကျော်ဆိုတော့19နီးပါပေါ့နော်အဲ့တော့မိသားစုဘယ်နှစ်ယောက်လဲလာလားဒီလာတာ3ယောက်လာဘယ်သူတွေလဲအမေနဲ့ညီမလေးနဲ့အမေရဲ့ညီမလေးရဲ့သားရဲ့ဆိုတော့3ယောက်ပေါ့နော်အဲ့တော့ဘယ်လိုလာတာလဲဘယ်လိုဗီဇာနဲ့ဘယ်လိုအကြောင်းနဲ့လာတာလဲအလဲဗီဇာနဲ့အဲ့တော့ဟိုဟာမဟုတ်လေဘယ်လိုဒီကအဖေကပြန်ခေါ်တာအဖေကပြန်ခေါ်တာဟုတ်တယ်နော်အဖေကပြန်ခေါ်ပြီးတော့ကိုဒီရောက်လာတာပေါ့နော်အကောင်လုံးမိသားစု3ယောက်အမေရဲ့ညီမလေးရဲ့သားရဲ့3ယောက်ပေါ့နော်အဲ့တော့ဒါဒီသားလေးက18နှစ်ကျော်ပေါ့နော်19နှစ်ပြည့်တော့မယ်သူကဟိုဟာတရက်နေရာရောက်လာပေါ့နော်သူ့ဖေကနေထိုင်ခွင့်ရလို့ပြန်ခေါ်တာသူရဲ့နောက်ထပ်ဒီမှာငယ်မလေးတယောက်ပေါ့နော်ဒီမှာတေးသေးလေးလာသမီးလားဒီမှာဒီမှာဒီတေးသေးလေးဒီမှာရဒီမှာဒီတေးသေးလေးပေါ့နော်ဒီသမီးဘယ်နေ့ကဂျာမနီကိုရောက်တာလဲဘယ်နေ့ကဂျာမနီကိုရောက်တာလဲတလပိုင်းနဲ့ပေါက်ကရတွေပြောပြန်ပြီပြောဘယ်နေ့ကလဲ4လပိုင်း1ရက်နေ့4လပိုင်းအသက်ကဘယ်လောက်ရှိပြီလဲအသက်လား9နှစ်အသက်က9နှစ်ရှိအဲ့ဒါကကျွန်တော်တငယ်ချင်းအတိအကိုရဲ့မိသားစုပေါ့နော်ဧပြီလ1ရက်နေ့ရောက်တာဒါကတော့မြန်မာတွေအကုန်လုံးပဲဒီမှာအများကြီးပဲမိသားစုတွေဒီမှာတရားတငယ်ချင်းတွေရောပေါ့နော်ဒီမှာဘယ်တော့ဂျာမနီကိုရောက်တာလဲသားလားသားမဟုတ်သူ့ရဲ့သားပေါ့နော်သူ့ရဲ့သားကျွန်တော်တူအဲ့ဒါကျွန်တော်15နှစ်သွားကြည့်တာသူ့ရဲ့သားအဲ့တော့ဘယ်နေ့ရောက်တာသူရောက်တာဟင်းရောက်တာဟိန်းကနောက်လေးနဲ့ဆိုကမြင်ဟင်းကရောက်တာကသူ့သားရောက်တာသူမေးကျွန်တော်ပြောပြမယ်သူ့သားရောက်တာသူမေးလေဒီမှာလဲဒါမေးဒီမှာသားအသက်ဘယ်လောက်ရှိပြီလဲ73နှစ်ဘယ်တော့ဂျာမနီရောက်တာလဲနယူးရီးယားရောက်တာနယူးရီးယားဆိုတော့31ရက်နေ့ညထင်တယ်နော်2024 31ရက်နေ့ညရောက်တာဒီသားလေးအဲ့ဒါဒီအကိုရဲ့သားပေါ့နော်